ကြောက်ကအားနေနေတဲ့သူတွေစတော်ပဲပြုတ်စားလို့ရလားဆိုတဲ့မေးခွန်းလေးတွေကိုကျွန်တော်ဒီဗီဒီယိုမှာပဲစုပြီးတော့ဖြည့်ပေးလိုက်ပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အာဟာရဆရာဝန်ဒေါက်တာညီကျော်ဖြစ်ပါတယ်ခင်ဗျာဒီတစ်ခေါက်မှာတော့ကြောက်ကအားနေနေတဲ့သူတွေကြောက်ကပြက်နေတဲ့သူတွေ chronic kidney disease လို့ခေါ်တဲ့ CKD ဖြစ်နေတဲ့ဝေဒနာရှင်တွေမှာစတော်ပဲပြုတ်စားလို့ရလားပဲဟင်းပဲပြုတ်စားလို့ရလားဆိုတဲ့မေးခွန်းလေးတွေကိုကျွန်တော်ဖြည့်ပေးခြင်းပါတယ်ဒါကဘယ်ပေါ်မှာမူတည်လဲဆိုတော့သူတို့ရဲ့သွေးဖြေပေါ်မှာအများကြီးမူတည်ပါတယ်သွေးဖြေကသွေးတွေကပိုတက်ဆီယမ်နဲ့ phosphorus က normal ထဲမှာရှိနေတယ်ဆိုရင်တော့ပဲပြုတ်တွေပဲနှက်တွေပဲဟင်းတွေစားလို့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့သွေးတွင်း phosphorus နဲ့ potassium level ကများနေတယ်ဆိုရင်တော့ပဲပြုတ်တွေပဲနှက်တွေပဲဟင်းတွေကိုကျွန်တော်တို့အမြဲတမ်းရှောင်ခိုင်းတာမဟုတ်ဘဲနဲ့အချိန်တိုင်းတာတစ်ခုလောက်ထိကိုသွေးတွင်းဒီဓာတ်တွေပုံမှန်ဖြစ်တဲ့အချိန်ထိကိုခဏလောက်မစားဘဲကျွန်တော်တို့နေခိုင်းပါတယ်အကယ်၍သွေးတွင်း phosphorus တွေ potassium တွေကပုံမှန်ဖြစ်သွားပြီဆိုရင်တော့ဘယ်လောက်စားလို့ရလဲဆိုတဲ့နေရာမှာတဲ့တယ်ဆိုပြီးအများကြီးစားလို့တော့မရဘူးတာမန်လူတွေစားလို့ပဲပဲပြုတ်စားရင်လည်းထမင်းစားစွန်းနဲ့3စွန်းလောက်ပဲဖြစ်ဖြစ်ပဲနှက်ဆိုလည်းထမင်းစားစွန်းနဲ့2စွန်း3စွန်းလောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ပဲဟင်းဆိုရင်လည်းခပ်ပေါ့ပေါ့ပဲချက်ပြီးတော့တစ်ခွက်လောက်ဖြစ်ဖြစ်ဒါမျိုးစားမယ်ဆိုရင်တော့အန္တရာယ်မရှိဘဲနဲ့စားသုံးလို့ရပါတယ်သွေးတွင်း phosphorus ဓာတ်နဲ့ potassium ဓာတ်ကအများကြီးစကားပြောတယ်ဆိုတာကိုတော့သတိထားဖို့လိုအပ်ပါတယ်ခင်ဗျာ